တရိစ္ဆာန်လူတဲ့ဒါနဟာအစတရားအကျိုးပေးတယ်ဆိုအစတရားဆိုတာအဲ့ဒါမှပေါ့တာနော်ကိုကတစ်ခါလုပ်ရင်စတယ်လူတွေကတော့ထင်လိုက်ပဲကိုတစ်ခါလုပ်တာအစတရားမများလို့မလားမများဘူးဘာကြောင့်မများဘူးလို့ပြောရတော့ဆိုကိုလက်တွေ့ကြည့်ပေါ့တရစီလေးတစ်စီပဲဆိုင်တစ်စီဆိုင်ရင်တရသီးကတစ်လုံးပဲတီးတင်တာပေါ့ဘယ်ဟုတ်လဲတရစီတစ်စီဆိုင်လိုက်တာနဲ့တရပင်ကတီးလိုက်တာထောင်ချီဖြစ်နေအကျိုးဆိုအဲ့လိုတို့ပွားလာနော်တို့ပွားလာဒါနကောင်းမှုကအဲ့ဒီတစ်ပင်ဆိုင်ထားတဲ့အလားသဏ္ဍာန်တူတယ်ပေါ့ကိုဆိုင်တုံးကတစ်စီပဲဆိုင်တယ်သို့တော့ရလာတဲ့ fruition နဲ့ fruit နော်အကျိုးတရားတွေကြတော့အများများအမြောက်များစွာရတယ်